မျက်နှာကိုဒီသဘာဝဆန်ဆန်လေးနဲ့ပဲတင်းရင်လှပခြင်းနဲ့ဒီဖေလာထိုးထားသလိုမျိုးပေါ့နော်မျက်နှာဖုနေဖောင်းနေရတွေကိုမကြိုက်ဘူးဆိုရင်တော့အခုနောက်ပိုင်းမှာခက်စားလာတဲ့ bio stimulator ကုသမှုမျိုးလေးလုပ်လို့ရပါတယ်ဒီ bio stimulator ကုသမှုကကြတော့မတို့ကဒီကိုယ့်ရဲ့အသားရည်တွေကပေါ့နော်ဒီရှိတဲ့ collagen လေးတွေကိုလှုံ့ဆော်ပေးတဲ့ဟာမျိုးပေါ့လှုံ့ဆော်ပေးတဲ့ကုသမှုမျိုးဖြစ်တယ်ပြီးရင်သဘာဝဆန်ဆန်ပဲမျက်နှာလေးပြည့်လာအောင်လုပ်တဲ့ကုသမှုမျိုးပေါ့တခုရှိတာတော့ failure လိုမျိုးတော့ဖောင်းသွားတဲ့ result မျိုးကြီးတော့ရမှာမဟုတ်ဘူးကုသမှုလုပ်တာမှတိတ်မတိတာတွေကုသမှုဖြစ်တဲ့အခါနောက်ပိုင်းမှာဒီခစ်စာလာသလိုပေါ့နော်လူကြိုက်လေပုံများလာတဲ့ကုသမှုမျိုးပေါ့ဥပမာပြောရမယ်ဆိုရင်မတို့ဒီအိမ်ရဲ့ channel ထဲမှာပေါ့နော်မြက်ခင်းမရှိလို့ပေါ့မတို့ကအပြင်ကနေမြက်ခင်းအတုဝယ်ခင်းလိုက်တာမျိုးကြတော့ failure ထိုးတာလို့ခေါ်တယ်ပေါ့နော်ဆိုတော့ကြည့်လိုက်ရင်တော့လှတယ်ဒါပေမဲ့သဘာဝမြက်အစစ်မဟုတ်ဘူးတခါလေသဘာဝမဆန်တာလေးရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုး bio stimulator ထိုးတာမျိုးကကြတော့ဒီ channel ကပဲမြက်ကိုဒီပို့ပြီးတော့ထွက်လာအောင်ပေါ့နော်မတို့ကမြေဩဇာကျွေးလိုက်တဲ့ပုံစံမျိုးပေါ့မြေဩဇာကျွေးလိုက်တဲ့အခါမှာဒီကိုယ့်ရဲ့အသားရည်ထဲမှာလိုအပ်တဲ့ collagen ကိုသူကဖြည့်ဆည်းပေးတဲ့အခါမှာဒီမြက်လေးပေါက်လာတဲ့အခါမှာဒီသဘာဝဆန်ဆန်လေးနဲ့ပဲလှလာတဲ့ပုံစံမျိုးပေါ့နော်အချိန်ကြာလေးပိုလှလေးဒီလိုဥပမာလေးပေါ့နော်အဲ့လိုလေးဒီ bio stimulator ကုသမှုမျိုးကတော့ collagen ကိုနှုတ်ဆော်ပေးတာပါfailure ထိုးလိုက်တဲ့အခါမှာမတို့ဒီဥပမာမျက်လုံးအောက်တွေထိုးရဲဆိုရင်တခါလေးဖုနေဖောင်းနေရတယ်ရှိတယ်အဲ့လို result ကိုမကြိုက်ကြဘူးဆိုရင်လည်း bio stimulator ကုသမှုမျိုးလေးကအစားထိုးကုသမှုဖြစ်လာတယ်ပေါ့နော်ဒီကုသမှုလုပ်တဲ့အခါမှာတခုရှိတာတော့ expectation ပေါ့နော်ကိုယ့်ရဲ့မျှော်လင့်ချက်ကတော့ချက်ချင်းထားလို့မရဘူးနည်းနည်းလေးစိတ်ရှည်ဖို့လိုတယ်ဘာလို့ဆိုတော့ bio stimulator ကုသမှုရဲ့ရလဒ်တွေကကြတော့ချက်ချင်းမသိတာဘူးပေါ့နော်သူကထိုးလိုက်တဲ့နေ့မှာတော့တစ်ပတ်9ရက်3-4ရက်အတွင်းမှာတော့မျက်နှာပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်နေလိမ့်မယ်ဒါပေမဲ့ဒါဆေးရဲ့အာနိသင်ကြောင့်ထိုးထားတဲ့နေရာကြောင့်ပြည့်ဖောင်းနေတာပေါ့နော်ဒီပြည့်ဖောင်းနေတာတော့အကြာကြီးမခံဘူးပြည့်ဖောင်းနေတာတော့4-5ရက်လောက်ဆိုပြန်ကျသွားမယ်ပြီးတော့မှ2ပတ်3ပတ်လောက်ဆိုရင်ထဲကနေ collagen လေးပို့ပြီးတော့လှုံ့ဆော်လာမယ်1လ2လလောက်မှာသူ့ရဲ့ရလဒ်ကပို့ပြီးတော့တိတာလာမယ်မတို့က2လ3လလောက်မှာတော့တစ်ချက်ကြည့်တယ်မျက်နှာနည်းနည်းလိုနေသေးရဆိုရင်တော့ဒီကုသမှုမျိုးလေးကိုနောက်တစ်ခါထပ်ထိုးတယ်ပေါ့နော်ထိုးပြီးသွားရင်တော့သူ့ရဲ့ရလဒ်ကအကြမ်းဖျင်းတစ်နှစ်ခွဲနှစ်နှစ်လောက်ထိကိုတော့သူ့ရလဒ်ကခံတယ်ဆိုတော့ဒီကုသမှုလုပ်တဲ့အခါမှာပေါ့နော် bio stimulator ကုသမှုလုပ်တဲ့အခါမှာပေးလိုက်ရတာကနည်းနည်းလေးတော့တစ်ခါတည်းပေးရတာများတယ်ဆိုပေမဲ့ရလက်နေနဲ့ပြန်တွက်ရင်တော့သူကတစ်နှစ်ခွဲနှစ်နှစ်လောက်ထိခံတာဖြစ်တဲ့အတွက်ပေါ့နော်ကုပေးရတဲ့ဈေးနှုန်းနဲ့ပြန်ရတဲ့ရလက်ကတော့တန်တယ်လို့တော့အမမြင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်လည်းအခုနောက်ပိုင်းမှာပို့ပြီးတော့လည်းဒီကုသမှုကိုပို့ပြီးတော့လှုပ်လာကြတာတယောက်နဲ့တယောက်တော့ပြန်ထိုးရတဲ့ကာလကြီးတော့မတူဘူးပေါ့နော်သုံးရတဲ့ဈေးတွေလည်းကွာတယ်ပေါ့မတို့တခါလေ failure ထိုးတာပေါ့နော် failure တွေထိုးတာကကြတော့မျက်နှာပြည့်အောင်ထိုးတာပဲမဲ့တခါလေအသားရည်တွဲတာတွေကိုသူကတိတ်ပြီးတော့ failure မကုသနိုင်ဘူးပေါ့ဒီ bio stimulator ထိုးတာမျိုးကကြတော့ကိုယ့်ရဲ့ဒီအထက်က collagen ကိုလှုံ့ဆော်ပေးတာဖြစ်တဲ့အတွက်တင်းရင်းနဲ့ပေါ့နော် lifting effect ကိုလည်းပို့ပြီးတော့ရစေတယ်ဆိုတော့ကိုမျက်နှာကိုသဘာဝဆန်ဆန်လေးနဲ့ပဲပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ပေါ့နော်နုပြိုတင်းရင်းခြင်းတယ်ဆိုရင်တော့ဒီ bio stimulator ကုသမှုမျိုးလေးကို try လို့ရတဲ့အကြောင်းပြပြပေးတာပါ